Yes I see Entertainment Channel ကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ချစ်မိတ်ဆွေတို့เนาะဒီနေ့မှာတော့ကျွန်တော်တို့ရက်90အခမဲ့3ထုနီးပေါ့เนาะကျွန်တော်ပြန်လဲမျှဝေပေးမှာပေါ့เนาะအခုကျွန်တော်တို့ရက်90တုံးကိုမထုမီကျွန်တော်တို့အဲ့ရက်90တုံးကိုထုဖို့အတွက်ကျွန်တော်တို့ Gmail နဲ့ကျွန်တော်တို့ Immigration မှာကျွန်တော်တို့ account ဖွင့်ရမယ်ပေါ့เนาะမိမိတို့ Gmail account ရှိရမယ်ပေါ့เนาะလက်ရှိတုံးနေတဲ့ account နဲ့ဖြစ်ပါတယ်ခင်ဗျာเนาะပထမဆုံးစကြကြမယ်ကျွန်တော်ဒီမှာပေါက်ထဲမှာပြထားတဲ့90 day report Thailand online ဆိုတာကိုကျွန်တော်တို့ရွေးပြီးနှိပ်လိုက်ပါပြီးတော့ရင်တော့ကျွန်တော်တို့ဒုတိယတစ်ခုပေါ့နော်ဒီမှာ Thai immigration logo လေးနဲ့ဒီကောင်ကိုထောက်ပေးလိုက်ပါခင်ဗျာနော်notification of staying in the kingdom more than 90 day ပေါ့နော်ဒီကောင်ကိုထောက်လိုက်ပါခင်ဗျာကျွန်တော်အခုမှမိမိတို့ကအကောင့်ဖွင့်ရမှာပေါ့နော်ကျွန်တော်တို့ home ဆိုတာကိုကျွန်တော်တို့ simple နဲ့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်နော်ဒီအပေါ်မှာဒီမှာကဲနော်အပေါ် C ကျွန်တော်တို့ဒီလိုမျိုးတင်လိုက်လို့ရှိရင်ကျွန်တော်တို့ဘာသာရွေးရမှာလဲကျွန်တော်တို့တရားဝင်ရက်90တုံးထုတဲ့စာရွက်ကိုဒီမှာကျွန်တော်ဥပမာအနေနဲ့တူတူတင်ထားတာရှိတယ်ပေါ့နော်ဒါတူတူတရားဝင်ကျွန်တော်တို့ immigration site ကတင်ထားတဲ့ဟာပါနော်ဒီပုံလေးကိုတစ်ချက်ထောက်ပြီးအတူတူကြည့်ကြမယ်ဒီမှာကျွန်တော်များလေးနဲ့ပြပေးနော်ကဲဒီကောင်လေးကိုတစ်ချက်ထောက်ကြည့်လိုက်ပါနော်ဟုတ်မဟုတ်ဆိုတာဒီမှာနော်ဒါရက်90တုံးထူတာပေါ့နော်ဒီကိုစာရွက်ရမယ်ပေါ့ကျွန်တော်တို့ online ကနေထူတဲ့နည်းပဲဖြစ်ပါတယ်ခင်ဗျာနော်ကဲပြီးတော့ရင်တော့ကျွန်တော်တို့ဘယ်နေရာနေထူအောင်မလဲဆိုတာကိုကျွန်တော်တို့ဝင်သွားကြည့်မယ်ပေါ့နော်ကဲကျွန်တော်ချင်းမိတ်ဆွေတို့ကြီးတရားလေးကိုတစ်ဆင့်ချင်းလိုက်လုပ်ပြီးတော့ဒီ account ပေါ့နော်ကျွန်တော်တို့90 day ထုဖို့အတွက် account ကိုရက်90ထုဖို့အတွက် account ကိုအရင်ဆုံးဖွင့်လိုက်မယ်နော်ကျွန်တော်တို့ဒီမှာကျွန်တော်ပြထားတဲ့အတိုင်း1နှစ်3လေးရှိတယ်ကျွန်တော် align notify what's online system ဆိုတာ TM47 မြပြထားတဲ့ဟာလေးကိုယူလိုက်ပါရွေးပြီးမိမိတို့ကလုံးဝ account မချိတ်ဆက်ရသေးဘူးเนาะ account မရှိသေးဘူးဆိုတော့ကျွန်တော်တို့ don't have account အပကိုင်းဆိုတာကိုကျွန်တော်တို့ပထမဆုံးယူပြရမှာဖြစ်ပါတယ်เนาะအပကိုင်းကိုတစ်ချက်နှိပ်ပြလိုက်ပါခင်ဗျာเนาะပြီးတော့ရင်တော့ကျွန်တော်တို့ email address ထည့်ပေးရမယ်မိမိလက်ရှိအသုံးပြုနေတဲ့ email ကိုဒီထဲမှာထည့်ပေးမယ်ပေါ့เนาะကျွန်တော်ချင်းမိတ်ဆွေတို့ကျွန်တော်တို့အောက်ကလည်း confirm ပေါ့เนาะကျွန်တော်တို့အပေါ်က email ကိုပဲထပ်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်เนาะ email ကတူနေရမှာဖြစ်ပါတယ်ကျွန်တော်ချင်းမိတ်ဆွေတို့ခင်ဗျာเนาะကျွန်တော်တို့ copy ကူးပြီးတော့ထည့်လိုက်မယ်ပေါ့เนาะမြင်တော့အခုကျွန်တော်ချင်းမိတ်ဆွေတို့တွေအတွက်ပေါ့เนาะနောက်ပြီးတော့ကျွန်တော်တို့ sure name မှာမိမိရဲ့ passport တွေကနာမည်အစစ်ကိုထည့်ရမှာပေါ့เนาะကျွန်တော်တို့ဒါ exam မှာပြတဲ့အတွက်ကျွန်တော်နာမည်ကိုဒီတိုင်းပဲထည့်လိုက်တာပေါ့เนาะ6ထည့်လိုက်တာပါကျွန်တော်ချမိတ်ဆွေတို့တတိထားမှာကျွန်တော်တို့ချမိတ်ဆွေနာမည်အမှန်ကန်ထည့်ရမှာပါเนาะအမှန်ကန်မထည့်ရင်မရပါဘူးခင်ဗျာเนาะဖုန်းနံပါတ်ကကျွန်တော်ချမိတ်ဆွေတို့လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ကိုအမှန်ကန်ဖြည့်ပေးရမှာဖြစ်ပါတယ်เนาะဖုန်းနံပါတ်ကဖြည့်ပြီးတော့ရည်ဆိုတော့ကျွန်တော်တို့ဒီအောက်မှာကျွန်တော်ဘောက်ကလေးနဲ့ပြပေးပြီးတော့ဒီမှာများနဲ့ပြတဲ့ appline ဆိုတာကိုနှိပ်ပေးလိုက်ပါခင်ဗျနော်နှိပ်ပေးပြီးတော့ကျွန်တော်တို့ confirm ကိုထပ်နှိပ်ပေးလိုက်ပါပြီးတော့မိမိတို့ second အနှဲငယ်စောင့်ပြီးတော့ဗောနော်မိမိတို့လည်း email ပေါက်ထဲမှာဝင်ကြည့်ပါနော်ကျွန်တော်တို့ passport set ဆိုတာလေးကိုတွေ့ရကြမယ်နော်ကျွန်တော်တို့ immigration က message ပို့ကြတာဗောနော်ကဲကျွန်တော်တို့ဒီမှာပို့ကြတယ်ဒီအကောင့်မဟုတ်ဘူးနော်တခြားအကောင့်လေးကိုဝင်ကြည့်ရမှာဗောနော်ဟိုမှာအပေါ်မှာကျွန်တော်ချင်းမေးစီတို့တွေ့တာ please verify you are ဆိုတာလေ sorry ပြန်တော့ကြအောင်မယ်နော်ကဲအကောင်လေးကိုဝင်လိုက်မယ်ခင်ဗျာနော်ဒုတိယတစ်ခုနော်ဒီမှာကျွန်တော်ပြပေးထားတဲ့များနဲ့အကောင်လေးကိုတစ်ချက်ထောက်ပေးလိုက်ပါခင်ဗျာထောက်ပြီးတိုင်းတော့ကျွန်တော်တို့ဒီမှာနော်ကျွန်တော်တို့ Gmail ကိုတွေ့ရမယ်နော်ကျွန်တော်ခုနဖွင့်ထားတဲ့ Gmail ပေါ့ပြီးတော့ရင်ဒီမှာ click here set your password ဆိုတာကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ password new password ဆိုတာလေးကိုဖြည့်ပေးလိုက်မယ်နော်ကဲပြီးတော့ရင်တော့ကျွန်တော်တို့ခုနကတော့ email နဲ့ password ကိုဒီရက်ထဲမှာဖြည့်လိုက်ပါတောင်းက password ဖြည့်တဲ့ချိန်သူက auto ပိတ်ပေးတယ်ပေါ့နော်ကဲပိတ်ပေးပြီးတော့ရင်တော့ကျွန်တော်တို့ကဒီရက်ကျွန်တော်တို့ account တွေကိုဝင်ပြီးပြီဖြစ်ပါတယ်နော်ဒါဆိုတော့ crop ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ရက်90ထူဖို့အတွက် account ဖွင့်တာအောင်မြင်တော့ပြီပေါ့နော်ကျွန်တော်မနက်ဖြန်မှာကျွန်တော်ချင်းမိတ်ဆွေတို့အတွက်ထပ်ပြီးတော့ပေါ့နော်
ရက်60တုံးကိုဘယ်လိုဖောင်ဖြည့်ပြီးတော့ရက်60ထုတ်တယ်ဆိုတာကိုကျွန်တော်ပြန်လဲမျှဝေပေးသွားပါအောင်မယ်နော်